အိမ်တိုင်းမရှိမဖြစ်ဆောင်းထားတဲ့နဲ့ယူထက်လာမှာခေါ်ဆက်ဟုတ်ပါတယ်ဒီကားပတ်တစ်ခုရှိုံနဲ့ခါနာချင်းအလုံးစုံကိုတက်တာပြောက်ကင်းစေနိုင်မှာဖြစ်တယ်တင်ကြားလိုက်တဲ့စကားအမှန်ပဲဒီကားပတ်တစ်ခုရှိုံနဲ့ခါနာချင်းအလုံးစုံကိုပျောက်ကင်းစေနိုင်တာဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီကားပတ်ကခါရဲ့လမ်ဘာဆိုတဲ့အပိုင်း L1 to L5 ကိုအပြည့်အဝထောက်ပံ့ပေးတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်သူရဲ့နောက်ဆုံးပေါ်နေပညာနဲ့ထုတ်လုပ်ထားတဲ့ဒီကျိုးနဲ့ထုတ်လုပ်ထားတဲ့ပုံစံမျိုးပေါ့နော်ခါပတ်ပြီးဒီကျိုးကိုဆွဲလိုက်တဲ့အခါမှာကိုယ့်ရဲ့ခါအယိုးပုံစံအနေထားတိုင်းကိုသူကလိုက်ပြီးတော့ညှိပေးသွားတာဖြစ်တဲ့အတွက်အကောင်းဆုံး fitting ကိုရမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီခါပတ်တစ်ခုရှိုံနဲ့ဘလို့ပဲခါနာချင်းအလုံးစုံကိုထိရောက်မှုမှန်ကန်စွာနဲ့တက်တာမှုပေးနိုင်တာဖြစ်တယ်အလုပ်အရန်ဝင်ပြီးပုံမှန်ခါနာတဲ့ယောဂရှိတာမဟုတ်ဘူးဒါပေမဲ့တနေ့ကတော့အလုပ်များသွားတယ်အင်ရှင်မတွေဆိုလည်းတနေ့ကမတ်တရက်ပြီးအလုပ်လုပ်တဲ့ခါမှာသူတို့သိပါတယ်ပေါ့နော်ခါတွေနာပြီးခါမဆန့်နိုင်တော့ဘူးပေါ့နော်ဆိုတော့အဲ့လိုအချိန်မှာဒီခါပတ်လေးတစ်ခုပေါ့နော်နိုင်ကွက်45မိနစ်ပတ်ထားရုံနဲ့တင်ကအလုပ်ကိုလုံးဝအနှောက်အယှက်မရှိစွာနဲ့ပြန်လည်ပြီးတော့လှုပ်ဆောင်နိုင်မှာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီခါပတ်တစ်ခုကအိမ်ထဲမှာမရှိမဖြစ်ဆောင်ထားတဲ့နယ်ပေါ့နော်ဘလို့ပုံစံနဲ့ပဲခါနာဒီဟာလေးကိုခဏလေးပတ်ထားရုံနဲ့ပေါ့နော်ခါနာတာကိုလုံးဝတက်တာပျောက်ကင်းစေနိုင်တာဖြစ်တယ်နောက်တစ်ချက်ကတော့ခါအယိုးကြီးပေါင်းရှိတဲ့လူတွေခါမှာ disc ပြားသွားတဲ့သူတွေပေါ့နော် disc ပေါက်သွားတဲ့သူပဲဖြစ်ဖြစ် herniated ဖြစ်သွားတာပဲဖြစ်ဖြစ်ပေါ့နော်ဒီခါဘက်ကိုပတ်လို့ရတယ်ပေါ့ဒါကြောင့်ဒီခါဘက်ကဘယ်လိုခါနာမျိုးပုံစံပဲဖြစ်နေဒီကောင်ကအပြည့်အဝ support ပေးတာဖြစ်ပါတယ်လို့ပြီးတော့အထိုင်များတဲ့လူတွေအနေနဲ့လည်းဘာဖြစ်လို့ဒါကိုရွေးချယ်တင်လဲဆိုတော့အထိုင်များတဲ့အခါမှာခါကတဘူလုံးရဲ့ weight ကိုပုံပြီးထမ်းထားရတာဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီ chair back support ပါတဲ့အရာလေးကပေါ့နော်သူတို့ရဲ့ဒီ body weight ကိုပေါ့နော် body weight ကိုပါသူကဝိုင်းပြီးတော့မှ support လုပ်ပြီးတော့ထမ်းထားပေးတာဖြစ်တယ်ပေါ့နော်ဒါကြောင့်အထိုင်များတဲ့လူတွေအနေနဲ့လည်းခါဘတ်သုံးမယ်ဆိုဒါမျိုးပုံစံခါဘတ်လေးသုံးတာကသူတို့တက်ပို့ပြီးတော့ထိရောက်မှုရှိတယ်တက်တာမှုရှိတယ်အဲကြောင့်ဒီလိုထိရောက်မှုအပြည့်အဝပေးနိုင်တဲ့ယူထက်လာမှာခေါ်ဆက်ကိုအိမ်တိုင်းမရှိမဖြစ်ဆောင်ထားတဲ့နော်